မင်္ဂလာပါ Certified Personal Trainer ညိုဖြစ်ပါတယ်အမျိုးသမီးတွေအတွက်အဓိကအရေးကြီးဆုံးဖြစ်တဲ့ pelvic floor muscle အကြောင်းကိုညိုကပြောပြပေးချင်ပါတယ်ညိုတို့ခန္ဓာကိုယ်မှာအဓိကစွမ်းရည်စနစ်နဲ့အခြေခံအကျဆုံးကတော့မူလဟာရလို့ခေါ်တဲ့ root chakra ဖြစ်ပါတယ်သူ့ရဲ့အဓိကတည်နေရာကတော့ပင်မကျော်ရည်ရဲ့အောက်ဆုံးမှာရှိပြီးတော့ညိုတို့ဘဝအသက်ရှင်ရပ်တည်နိုင်မှုရှင်သန်နိုင်မှုလုံခြုံမှုနဲ့တည်ငြိမ်မှုကိုသူကကိုစားပြုတယ် anatomy အရဆိုလို့ရှိရင် root chakra နဲ့အနီးဆက်ဆုံး muscle group ကတော့ pelvic floor muscle ဖြစ်ပါတယ်ညိုတို့တစ်ချက်ကြည့်ရအောင်နော် pelvic floor muscle ဆိုတာတင်ပစုံရိုးရဲ့အောက်ပိုင်းမှာရှိတဲ့ရသားအုပ်စုတစ်ခုဖြစ်ပြီးတော့ခန္ဓာကိုယ်အောက်ပိုင်း organs တွေအားလုံးကိုထောက်ပံ့ပေးထားတဲ့ support muscle ဖြစ်ပါတယ်အကယ်၍သာဒီ pelvic floor muscle အားနည်းမယ်ဆိုလို့ရှိရင်စီးမထိန်နိုင်တာခါနာတာ core stability မကောင်းတဲ့အတွက်ကိုယ်နေဟန်ထားမတည်ငြိမ်တာတင်ပစုံရိုး alignment မညီတာနဲ့အိမ်အောင်ရေးဒုက္ခမပြည့်စုံတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ညိုတို့တွေ Kegel exercise လိုမျိုး pelvic floor activation training တွေလုပ်ပေးခြင်းအပြင် core stability ပိုကောင်းလာပြီးတော့ body balance လည်းကောင်းလာမှာဖြစ်ပါတယ်။ Kegel exercise ဆိုတာတင်ပစုံအတွင်းကြွက်သားတွေကိုဆွဲညှစ်ပြီးတော့ပြန်ပြီးတော့လွှတ်ပေးရတဲ့ပုံစံမျိုးနဲ့လေ့ကျင့်ရတာဖြစ်ပါတယ်။ Kegel exercise ကအမျိုးသားတွေရောအမျိုးသမီးတွေရောလေ့ကျင့်ပေးဖို့အတွက်လိုအပ်ပါတယ်။ဒါပေမဲ့အထူးတစ်ဖြစ်ကလေးမွေးဖွားပြီးနောက်အမျိုးသမီးတွေရဲ့တအိမ်ကြွက်သားနဲ့မွေးမကိုလမ်းကြောင်းကြွက်သားတွေဟာလျော်ရွေးလာတဲ့အားနည်းလာပါတယ်အဲ့ဒီအတွက် Kegel exercise ကိုလေ့ကျင့်ပေးဖို့အတွက်အထူးလိုအပ်ပါတယ် Kegel exercise လေ့ကျင့်ခန်းတွေကအများကြီးရှိပါတယ်ဒါပေမဲ့ကိုကတော့ဒီထဲမှာ Kegel exercise ၄မျိုးအကြောင်းကိုပြသပေးထားပါတယ်တစ်ချက်ကြည့်လိုက်ရအောင်နော်Method အနေနဲ့ကတော့ Kegel device KED နဲ့လေ့ကျင့်တာဖြစ်ပါတယ် Kegel device ဆိုတာဒါမျိုးလေးပေါ့နော်ဒီ KED ever fit ပေါ့နော်အဲ့ဒီကနေပြီးတော့မှဝယ်ထားတာဒီအနောက်မှာသူကဘိန်းလေးပါတယ်အဲ့ဒီဘိန်းလေးနဲ့ကိုက adjust လုပ်လို့ရတယ်ပေါ့နော်ဒီဘိန်းလေးနဲ့ adjust လုပ်လို့ရတယ်ကိုလို့တလို့အဲ့တော့ Kegel device ကိုလေ့ကျင့်မယ်ဆိုလို့ရှိရင် KED နဲ့လေ့ကျင့်နည်းလေးကတော့ညိုတို့တင်မနှစ်ခုကြားမှာ device လေးကိုညှက်ထားမယ်ပြီးလို့ရှိရင်အရှိရအချွန်လေးကိုလက်ကလေးနဲ့ကင်ထားမယ်ပြီးရင်တင်မညှစ်အားလေးနဲ့ညိုတို့ squeeze ဆွဲညှစ်မယ်ဆွဲညှစ်တဲ့အခါကျလို့ရှိရင်3 to 5 second လေးဟိုးထားမယ်ပြီးလို့ရှိရင်ပြန်ပြီးတော့လွှတ်မယ်အဲ့လိုပုံစံမျိုးနဲ့10ချိန်လောက်ကိုတစ်နေ့ကိုလုပ်ပေးခြင်းအပြင် pelvic floor muscle တွေတန်မာလာမှာဖြစ်ပါတယ်နံပါတ်2က D squat ဖြစ်ပါတယ်သူ့ရဲ့လုံနည်းကတော့ခြေပွားနှစ်ဖက်ကိုပခုံးအကျယ်ထက်နည်းနည်းလေးပိုကားပြီးတော့ခြေဦးကို12ဒီဂရီလောက်စောင်းပေးရမှာဖြစ်ပါတယ်ပြီးရင် squat ပုံစံအနေထားနဲ့အောက်ကိုဖြည်းဖြည်းချင်းထိုင်ချပြီးတော့20 to 30 second ဟိုးထားရမယ်အဲ့အတိုင်း3ကြောကနေ5ကြောလုပ်ပေးလို့ရပါတယ်ညိုဒီထဲမှာလက်ပုံစံ2မျိုးနဲ့လုပ်ပြပေးထားပါတယ်နံပါတ်3က glue bridge ဖြစ်ပါတယ်။ဖြာပေါ်မှာပလက်အိပ်ပြီးတော့ဒူးကိုထောင်ထားရမယ်။နောက်နှစ်ဖက်ရဲ့အကွာအဝေးနဲ့တင်မရဲ့အကွာအဝေးဒီလက်တဖွားစာပဲရှိရမှာဖြစ်ပါတယ်။ဖြည်းဖြည်းချင်းအပေါ်ကိုတင်မကိုမတင်မယ်။ပြီးသွားလို့ရှိရင်တင်မကို squeeze ညှစ်ထားမယ်။တင်မတင်တဲ့အခါမှာ pelvic floor အတွင်းကျက်သားကိုအောက်ကနေအပေါ်ကိုဆွဲတင်တဲ့ပုံစံမျိုးညှစ်ထားပေးဖို့လိုအပ်တယ်။ခါးကိုတော့အလွန်အကျွံမကော့ပဲနဲ့ရင်ဘတ်ကနေဒူးအထိဖြောင်းနေဖြစ်အောင်ထိန်းထားဖို့လိုအပ်ပါတယ်။ဒီ exercise ကိုလည်း12ကနေ15ချိန်တစ်နေ့ကို3ကြော်လောက်လုပ်ပေးလို့ရပါတယ်။နံပါတ်4ကတော့ Kegel exercise ကိုလေ့ကျင့်တဲ့ meditation ဖြစ်ပါတယ်။ညိုတို့တတောင့်တတာဖြစ်တဲ့နေရာလေးတစ်ခုမှာထိုင်မယ်။ကြောရိုးကိုမှတ်ထားပါမယ်။အသက်ပုံမှန်ရှူတွင်းတဲ့အချိန်မှာကိုယ့်ရဲ့စီးလန်းချောင်းနဲ့စအိုဝကြားမှာရှိတဲ့ pelvic floor muscle ကိုညှစ်ပြီးတော့အပေါ်ဘက်ကိုဆွဲတင်လိုမျိုးခက်တင်းတင်းကျုံပေးရပါမယ်။ခဏဟိုးထားပြီးတော့ရှူထုတ်တဲ့အချိန်မှာပြန်လွှတ်ရပါမယ်။ဒီလို Kegel exercise ကိုလည်း meditation လုပ်နေရင်းနဲ့တနေ့ကိုအကြိမ်30ကနေ50ညှစ်လိုက်လွှတ်လိုက်အနေနဲ့ညိုတို့လေ့ကျင့်ပေးလို့ရပါတယ်။တတိထားမှာတော့ဒီ Kegel exercise ကိုအမျိုးသမီးတွေ PDF ဖြစ်နေတဲ့အချိန်မှာခဏရပ်ထားဖို့တော့အကြံပြုချင်ပါတယ်။တို့ရဲ့ဒီ Kegel exercise ကို meditation နဲ့လေ့ကျင့်တဲ့နည်းလေးကတော့ညိုတို့ရဲ့ prana healing ကပပစေရအရှင်ကုမရဲ့နည်းလေးဖြစ်ပါတယ်။ညို fitness လောကမရောက်ခင်တည်းကနေ body anatomy တွေအကြောင်းတွေ Reiki anatomy အကြောင်းတွေကိုပပစေရရဲ့ prana healing မှာညိုအများကြီးသင်ကြားခွင့်ရခဲ့ပါတယ်ညိုဒီဗီဒီယိုကနေပြီးတော့မှညိုရဲ့ဆရာကိုညိုဂရဝပြုရင်းနဲ့ပြန်လည်မျှဝေတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ညိုအရှိမလဲ body anatomy နဲ့ chakra meditation 6ခုအကြောင်းကို YouTube ရော Facebook page မှာရောတင်ခဲ့ပူပါတယ်အရှိကဗီဒီယိုတွေကိုကြည့်ကျင်နေဆိုလို့ရှိရင်ညို link လေးပြန်ချပေးထားပါမယ်ကျေးဇူးတင်ပါတယ်